ရတဲ့မနက်ကလေးတစ်ခုမှာတော့လေဘာရှင်ဦးညိုကြီးတယောက်သူ့ရဲ့လေထဲမှာမွေးမြူထားတဲ့လိမ့်ဆန်ဒီကိုအစာကျင်းမွေးလောကမကြခင်မှာပဲမြို့ပေါ်ကိုဈေးဝယ်ဖို့အတွက်ထွက်သွားခဲ့ပါတယ်။ဦးညိုပြင်သွားတဲ့အချိန်ကိုစောင့်နေကြတဲ့လိမ့်ဆန်ဒီအားလုံးကလည်းလူလိုမတ်တက်ထားရကစတင်သွားလာခဲ့ကြပြီးလိမ့်ဆန်အားလုံးရဲ့ခေါင်းဆောင်ဖြစ်တဲ့ဘန်ဆိုတဲ့နွားထီးတစ်ကောင်ကလည်းအစည်းအဝေးလုပ်ဖို့အတွက်လိမ့်ဆန်ဒီအားလုံးကိုစူးစီးနေခဲ့ပါတယ်။ဘန်မှာလည်းအိုတစ်လိုအမိရတဲ့တားတယောက်ရှိပြီးအိုတစ်ကပေါ့ပေါ့နေပေါ့ပေါ့စားဖြစ်ကအမြဲတမ်းအလီလိုက်နေတာမလို့အစည်းအဝေးကိုသူသားအိုတစ်လာပါမလားဆိုပြီးဘန်ကတွေးနေခဲ့ပါတယ်။အိုတေးရဲ့ဘက်မှာတော့သူ့ရဲ့တငယ်ချင်းတွေနဲ့ရှိနေခဲ့တာပဲပြီးရေတိုင်းရှိသလိုမျိုးတောင်ပေါ်ကနေရှော့စီဖို့ကြိုးစားနေခဲ့ပေမဲ့ပတော်တဆဖြစ်ကနောက်ပြန်ကြီးတောင်ပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။အိုတေးတို့လည်းအဖွဲလက်ကြီးအရှင်ပြင်းနဲ့မျောသွားကြကပန်းထွက်နေတဲ့ရေနံတွေကိုပါဝင်တိုးမိခဲ့ပြီးနောက်ဆုံးမှာတော့ကြက်ချက်မှာပဲကိဆုံးသွားခဲ့ကသူတို့တကူလုံးကိုလည်းကြံမွေးတွေတက်ကုန်ပါတယ်။ဘန်းရဲ့ဘက်မှာလည်းစီဝေးလုံးနေခဲ့ပြီးအဲ့ချိန်အချိန်ကိုက်ပဲကြံမွေးတွေကတ်နေတဲ့ပုံစံနဲ့သူတားဖြစ်သူအိုတက်တို့ရောက်ချလာပါတယ်။အိုတက်ကအဖြစ်ဖြစ်သူဘန်ကိုသူပါတီလုတ်ခဲ့သူဒီလိုပုံစံမျိုးဖြစ်လာလဲဆိုတာရှင်းပြဖို့လုပ်ပေမဲ့ဘန်ကတော့စီဝေးစားတော့မှမလို့အမြဲတမ်းထိုင်ခိုင်းတာကြောင့်အိုဒီလည်းထိုင်လိုက်ရပါတယ်။ဘန်ကအစည်းအဝေးလို့ရတဲ့အကြောင်းရင်းတစ်ချက်တည်းကပထမချက်ကိုစာပြောလာခဲ့ပြီးမြေကျွတ်တွေစီကနေလူတွေနဲ့တက်ဆိုင်တဲ့ပစ္စည်းတွေတရားမဝင်ဝယ်တာကိုဘန်ကအပြင်းထန်တားမြင်ပါတယ်။ဘန်တားမြစ်တာကိုစတင်ချိုးပေါက်တဲ့သူကတော့အခြားမဟုတ်ပဲသူသားအိုတေးကိုယ်တိုင်ပဲဖြစ်နေကလူနဲ့တက်ဆိုင်တဲ့ပစ္စည်းဖြစ်တဲ့ဖုန်းကိုအိုတေးကတရားမဝင်ဝယ်ထားခဲ့ပြီးလူလေကောင်မတွေမြေကျွတ်စီကနေဖုန်းဝင်လာတာကြောင့်ဘန်လည်းဒေါသထွက်သွားပါတယ်။ဘန်ကဒုတိယအချက်ကိုလည်းထပ်ပြောလာပြီးအခုရာတီကဝင်ပလေရာတီဖြစ်ကဝင်ပလေတွေကထင်ရဆိုင်ပြီးရက်ဆက်တက်ကြတာမလို့အပြင်သွားရင်တယောက်တည်းမသွားပဲအုပ်စုလိုက်စူးစီစီသွားဖို့ဘန်ကညွှန်ကြားရင်အစည်းအဝေးကိုလည်းအဆုံးသတ်ခဲ့ပါတယ်။တီးဝေးပြီးတော့အိုတေးလည်းအဖေစီကနေအဆူခံရမှာဆိုလို့အမြန်လက်ထပ်ဖို့လုပ်ပေမဲ့အဖေဖြစ်သူဘန်ကမိသွားပါတယ်။အဖေဖြစ်သူကနောက်တစ်ချိန်မှာသူ့လိုပဲလိမ့်ဆက်နေအားလုံးရဲ့ခေါင်းဆောင်ဖြစ်လာမယ်။အိုတေးကိုဝေလီလီလုံမနေပဲအခုတည်းကသူ့နားပါနေပြီးပညာတွေသင်ယူစေခြင်းနေပါတယ်။ဒါပေမဲ့အိုတေးကတော့အခုချိန်သူ့စိတ်ထဲမှာပြောဖို့ကိုပဲတွေးထားတယ်ဆိုပြီးအကြောင်းပြခဲ့ပေးကခေါင်းဆောင်သွားခဲ့ပါတယ်။နောက်နေ့မှာတော့အိုတေးလည်းထုံးစံတိုင်းဘော်ဒါတွေနဲ့ပြောပါပြီးလူတွေခေါင်းရိုက်တဲ့နေရာကိုသွားတာလူမရှိတဲ့ချင်းအိုတေးတို့ကဝင်ရိုက်တာတို့စာဘိုသမားနောက်ကနေမျက်ခွက်ပြောင်းတာတို့စတာတွေလုံးရင်အိုတေးတို့လည်းပြောမြူးနေခဲ့ကြပါတယ်။ဒီနေ့သောမှာတော့ channel ကိုအသေးရောက်လာတဲ့နွားမလေးကိုအိုတေးကမြင်ပြီးသဘောကျသွားတာကြောင့်နောက်တော့လိုက်ပြီးစကားပြောပါတယ်။အဲ့လိုစကားသွားပြောတော့မှနွားမလေးမှာကိုရင်ရှိနေတာကိုအိုတေးကမြင်လိုက်ရပြီးသူပါအကူညီပေးရမလဲပါညာသာမေးခဲ့ပါတယ်။ညဘက်မှာတော့အိုတေးနဲ့သူ့ဘော်ဒါကျောက်ကတခုခုကိုချောင်းနေခဲ့ပြီးသူတို့ချောင်းနေတာကတော့လဲပိုင်းရှင်ဦးညိုကြီးအိတ်တဲ့အချိန်ကိုပြကမကြခင်မှာပဲဦးညိုကြီးရဲ့နေအိမ်မှာမိတွေပိတ်သွားပြီးဦးညိုကြီးအိတ်သွားပါတယ်။အဲ့ကွင်ကိုစောင့်နေတဲ့အိုတေးတို့ကလည်းစာပြီးပါတီပွဲလောက်ကြကအိုတေးကကင်းဆောင်ရမယ်တာဝန်ရှိနေတာမလို့သွားပါတယ်။ကင်းဆောင်ရမယ့်နေရာကိုအိုတေးရောက်သွားတော့အဲ့နေရာမှာဖီဖီတူဘန်ကရှိနေခဲ့ပြီးအဲ့လိုနဲ့တားဖနှစ်ယောက်သားစကားတွေပြောကြပါတယ်။အိုတေးကအစည်းအဝေးနေတော့ကသူလုပ်ခဲ့တဲ့အပြုမှုပြောဆိုတွေအတွက်ဘန်ကိုပြန်တောင်းမှန်တော့ဘန်ကလည်းခွင့်လို့ပေးခဲ့ရင်တားဖနှစ်ယောက်သားပြန်ပြေးလေသွားကြပါတယ်။အိုတေးကပြီးတော့စပက်ကြီးမှာသူ့ကိုဘော်ဒါတွေကစောင့်နေမှာမလို့ကင်းဆောင်တာဝန်ကိုသူတရက်ခွင့်ယူခြင်းကြောင့်ဘန်ကိုပြောတော့ဘန်ကလည်းတားဖြစ်သူကိုချစ်တာမလို့ခွင့်ပြုခဲ့ကကင်းကိုသူ့အစားစောင့်လိုက်မယ်ဆိုပြီးဘန်ကပြောကစကားတစ်ခုကိုလည်းအိုတေးကိုပြောခဲ့ပါတယ်။အဲစကားကတော့တန်မာတဲ့သူကကိုအတွက်ရက်တည်တယ်အဲ့ထက်ပိုတန်မာတဲ့သူကသူများအတွက်ပါရက်တည်ပေးတယ်ဒါကြောင့်သူများအတွက်ပါရက်တည်ပေးနိုင်တယ်တန်မာတဲ့လူတစ်ယောက်ဖြစ်လာအောင်ကြိုးစားဖို့ဘန်ကအိုတီကိုပြောခဲ့ပါတယ်အိုတီလည်းအဖေးစီကနေခွင့်ပြုချက်ရပြီဆိုတော့ဇဝက်ကြီးကပါတီစီကိုပြန်သွားကကဲပါတော့တယ်အိုတီကအစိုးရကနေနဲ့ပါတီမှာဖျော်ဖြေကကဲနေခဲ့ပြီးအိုတီသဘောကျရတဲ့နွားမလေးဒေစီကလည်းပါတီမှာရှိနေခဲ့ပြီးအိုတီကိုချစ်ဖို့ကောင်းတယ်ဆိုပြီးဒေစီကမြင်နေပါတယ်တန်းရဲ့ဘက်မှာတော့ကင်းဆောင်ရင်ဂီတာလေးတီးနေခဲ့ပြီးအဲ့ချိန်တစ်ဖက်မှာတော့ကြက်ချန်တဲ့ကိုဝင်းမလေးတစ်ကောင်ဝင်လာပါတယ်ဝင်းမလေးကကြက်ကြက်နဲ့ကဥတွေပြင်ကျမ်းမာတီကိုပါဒုက္ခပေးဖို့လုပ်တဲ့အချိန်ဘန်ရောက်လာပါတယ်။ဘန်ကဝင်းမလေးကောင်ကိုစော်ဘလော်တီကဆုံးမှာတော့သူ့နောက်လိုက်ဝင်းမလေးတွေအများကြီးကဘန်ကိုဝိုင်းကပ်ကြပါတယ်။ဘန်ကကိုက်လာတဲ့ဝင်းမလေးတွေကိုပါစော်ဘလော်ထက်တီးလိုက်ပြီးဝင်းမလေးခေါင်းဆောင်ပါဝင်ဝင်းမလေးတွေအားလုံးခပ်ပြီးကုန်ပါတယ်။ဒါမဲ့ကြံခဲ့တဲ့ဘန်ကတော့ဝင်းမလေးတွေဝိုင်းကပ်တာခံခဲ့ရတဲ့တန်းကြောင့်လဲကျသွားပါတယ်။ကျမ်းမာတကောင်ကလည်းပါတီမှာကဲနေတဲ့ ODC ကိုဘန်အကြောင်းသွားပြောတော့ OD လည်းထိထိပြပြဖြစ်သွားကအဖေဖြစ်ဆိုစီအမြင်သွားပါတယ်။အပေပန်းစီအိုတေးရောက်တော့အသက်ငိုးရွယ်ပဲကျွန်တော်ပြီးမကြခင်မှာပဲအိုတေးရဲ့လက်ထဲမှာပဲအပေပန်းလဲဆုံးမသွားခဲ့ပါတော့တယ်။မနေ့မှာတော့ဘန်ကိုဦးညိုကြီးကကောင်းစွာမြုံနှံပေးခဲ့ပြီးလိမ့်ဆန်တွေအားလုံးကလည်းဘန်သေးဆုံးမှုအတွက်ဝမ်းနည်းနေခဲ့ကြပါတယ်။အိုတေးရဲ့ဘက်မှာလည်းအဖေပြသူကိုတတိယနေခဲ့ပြီးသူငယ်ငယ်တုန်းကအဖေပန်းနဲ့အတူငားပြခဲ့တဲ့ပုံရိပ်တီပြန်ပေါ်လာကအဖေပြသူကိုတတိယလွှမ်းဆွနေခဲ့ပါတယ်။တစ်ဖက်မှာတော့လိမ့်ဆန်တွေအားလုံးကခေါင်းဆောင်ပြန်ရွေးချယ်ရေးလုပ်နေကြပြီးအိုတေးရဲ့ဘော်ဒါဝက်ကအိုတေးကိုခေါင်းဆောင်အဖြစ်ခန့်တင်ကြောင်ထောက်ခံခဲ့ပြီးအခြားလိမ့်ဆန်တွေအားလုံးကလည်းအိုတေးကိုဝိုင်းပြီးထောက်ခံတာကြောင့်အိုတေးလည်းလိမ့်ဆန်တွေအားလုံးရဲ့ခေါင်းဆောင်ဖြစ်လာပြီးအဲ့ဒါကိုတော့အိုတေးကမသိသေးပါဘူး။အိုတေးရဲ့ဘက်မှာတော့ပူစေးဝမ်းနဲ့စွာနဲ့ပဲစပက်ကြီးကိုပြန်လာရင်အရောက်မှာတော့မြင်လိုက်ရတဲ့မိဝင်းကြောင့်ပိုစိတ်ညစ်သွားရပါတယ်။စပက်ကြီးကကစားကွင်းတစ်ခုလိုဖြစ်နေပြီး
လိမ့်ဆန်နေအားလုံးကလည်းစီးမရှိကမ်းမရှိပျော်ပါနေကြတာကိုအိုတစ်ကမြင်လိုက်ရပြီးသူခေါင်းဆောင်အပြည့်အရွေးခံခဲ့ရတာကိုလည်းအိုတစ်ကသိသွားပါတယ်။အိုတစ်ကအေဗန်ရှိတဲ့တော့ကလိုပဲခေါင်းဆောင်ရာထူးကိုမလိုချင်သလိုခေါင်းဆောင်လည်းမဖြစ်ချင်ပါဘူး။ပြီးတော့နေကင်းကြောင်တော်ကြီးကိုထင်ရလုံးနေကြတဲ့လိမ့်ဆန်နေကိုလည်းအိုတစ်ကပကြားခင်ဦးညိုကြီးပြန်လာတော့မှာမလို့လုံးနေတာတွေကိုအခုရက်လိုက်ဖို့ပြောနေတဲ့ချိန်ဦးညိုကြီးကသူ့အနောက်မှာရောက်နေခဲ့ပါပြီ။ဦးညိုကြီးကအိုတစ်တို့အားလုံးကိုမြင်သွားတာကြောင့်ဘေးနားကမြီးကဦးညိုကြီးကိုကန်လိုက်ကတတိလေးအောင်လှုပ်လိုက်ပါတယ်။ပြီးတော့ဦးညိုကြီးကိုတစ်ပင်နာသွားချကခေါင်းပေါ်ကိုတိတ်ကန်းကျိုးကြလို့တတိလေးသွားတဲ့ပုံစံလုပ်ကလှည့်စားပါတယ်။မကြခင်မှာပဲဦးညိုပြန်တတိရလာတော့အိုတစ်တို့ကိုမြင်လိုက်ရတာကဝေဝါးပြစ်နေပြီးအိုတစ်တို့လှုပ်ထားတဲ့တိတ်ကန်းကျိုးကြတဲ့လိန်စင်ကိုလည်းဦးညိုကြီးကတကယ်ထင်သွားတာမလို့အိုတစ်တို့လည်းဒီတော့မှတပ်ပင်းချနိုင်သွားပါတယ်။ညဘက်မှာတော့အိုဒီတယောက်အညောင်းပြီးလမ်းလျှောက်နေတဲ့ချိန်နွားတကောင်ကိုစားတော့ကဟားတိုင်နေတဲ့ကောင်စိုးလေးတယောက်ကိုမြင်လိုက်ရပြီးအမြင်ကွင်းကိုလည်းကျန်တဲ့ဂျီပစီနွားသုံးကောင်ကလည်းမြင်လိုက်ရပါတယ်။အိုဒီတို့လည်းသူတို့နွားတွေပေါ်မခံလေးစားလုပ်နေတဲ့ကောင်စိုးလေးကိုပညာပြန်ပြမယ်လို့တွေးလိုက်ပြီးကျန်တဲ့နွားသုံးကောင်နဲ့အတူပူးပေါင်းလိုက်ပါတယ်။အဲဒီနောက်လေးကောင်သားအိမ်တအိမ်ကနေကားတစ်စီးခိုးလိုက်ပြီးကားမောင်းကကောင်စိုးလေးရှိတဲ့နေရာစီသွားကြပါတယ်။မကြခင်မှာပဲအိုဒီတို့လည်းကောင်စိုးလေးရှိတဲ့အခန်းထဲကိုရောက်သွားခဲ့ပြီးအိမ်နေတဲ့ကောင်စိုးလေးကိုကတင်ဘောကနေတွန်းချကနှိုးလိုက်ပြီးမျက်ခွက်ပြောင်းကလေးယောက်သားဝိုင်းဆကြပြီးတော့ကောင်စိုးလေးကလည်းနွားတွေကလူလိုမတက်ရပြီးစကားပြောနေတာကြောင့်လက်ပြကြောက်လန့်ပြီးអော်ပါတော့တယ်။ဒီတို့လည်းကောင်စိုးလေးကိုပြန်စားတာအောင်မြင်သွားပြီမလို့ပတ်ပြီးလိုက်ကြပြီးကောင်စိုးလေးကတော့ခေါင်းကြောင်ကြောင်ဖြစ်ကအကြံခဲ့ပါတယ်။အိုဒီတို့လည်းသူတို့ပညာပြန်ပေးတာအောင်မြင်သွားပြီမလို့လေးကောင်သားအောင်ဝဲခံနေကြရင်အဲ့စဉ်တက်မှတ်ကီလိုထက်ပိုမောင်းတဲ့သူတို့ရဲ့ကားအနောက်ကိုရဲသားကြီးကိုလာစီတို့ကလိုက်ဖမ်းပါတယ်။အိုဒီတို့လည်းကြောက်လန့်ကချုံချုံကြုံရနေတဲ့ဝင်းမောင်းကပြေးကြပြီးအဲ့လိုပြီးတစ်ချက်မှာတော့ကြောက်တုံးကြီးကိုဝယ်တိုက်ပြီးသွားပြီးကားကပျက်စီးသွားတာမလို့ကားဘော်ကနေဆင်းကဆက်ပြေးကြပါတယ်။အိုတစ်တို့ပြေးရင်နောက်ဆုံးမှာတော့ချောင်းပိတ်မိသွားတာကြောင့်အိုတစ်တို့လည်းနွားပုံစံလုတ်ကပုံစံပြောင်းလိုက်ပြီးကိုလာရွှေတို့ကလည်းရောက်လာတော့နွားတွေပဲတွေ့တာမလို့နွားကကားပေါင်းတက်တယ်ဆိုတာကိုမသိတဲ့ကိုလာရွှေတို့ကလည်းတန်တရားကင်းစွာပဲပြန်ဆုတ်ခွာသွားကြပါတယ်။အိုတစ်တို့လေးကောင်လည်းကားကြီးကိုတွန်းကဇဘက်ကြီးကိုပြန်လာခဲ့ကြပြီးအိုတစ်လည်းသူ့တာဝန်ဖြစ်တဲ့ကင်းဆောင်တာဝန်ကိုလုပ်ပါတယ်။အိုတစ်ကင်းဆောင်နေချင်းဒေစီရောက်လာတော့နှစ်ယောက်သားကောင်းငင်ဘော်ကကျဲဒီကိုကြီးကစကားပြောကြပါတယ်။အိုတစ်ကတော့သူ့ဖေရှိစဉ်ကသူ့ကိုဘလောက်ချစ်ပြီးဘလောက်ဂယုဆိုင်ကြောင်းတွေကိုဒေစီကိုပြောပြနေခဲ့ပြီးဒေစီကလည်းသူမဘဝအကြောင်းကိုပြပြပါတယ်။မလက်ထပ်ပြီးတဲ့ချိန်သူမတို့နေထိုင်တဲ့နေရာမှာမုံတိုင်းတစ်ခုဝင်မွေခဲ့ပြီးအဲ့မုံတိုင်းဝင်မွေတော့ကသူမနဲ့သူမတငယ်ချင်းကအခြားနေရာကိုရောက်နေခဲ့တာမလို့သူမနဲ့သူမတငယ်ချင်းတယောက်ကလွှဲရင်တပတ်ကြီးမှရှိတဲ့နွားတွေအားလုံးတေခဲ့ရတယ်ဆိုပြီးဒေစီကအိုဒီကိုပြောလာပါတယ်။ဒီကြောင့်ကိုကြားလိုက်ရတဲ့အိုဒီလည်းဒေစီကိုပို့ပြီးတနွားသွားခဲ့ကပို့ပြီးတောင်ချစ်သွားခဲ့ပါတယ်။အဲ့ဒီတစ်ပတ်မှာတော့ရုံတကောင်ကိုဝင်မလေးတကောင်ကအမဲလိုက်နေခဲ့ပြီးဝင်ပေကအိုဒီရဲ့အဖေဘန်းကိုတက်ခဲ့တဲ့ဝင်မလေးဖေကရုံကိုလည်းအနေပြုဖို့လုပ်ပါတယ်။အဲ့ရင်အိုဒီရောက်ချလာပြီးဝင်မလေးကိုစော်ဘလော်တီးကိုလုပ်ပေမဲ့ဝင်းမလီတွေဝိုင်းတိုက်ထားဖို့ပဲခံရပြီးဝင်းမလီတွေဝိုင်းတာလည်းခံနေရပါတယ်။ဝင်းမလီကောင်ကအိုတစ်ကိုပန်းရဲ့သားပန်းတီးသွားတော့ထိုက်ပြဲချောက်နေပြီးမနေ့ပြန်လာကြရင်သူတို့လာမှာမလို့အဲ့အခါကျရင်မတိကျအောင်ဆောင်ပေးဖို့အိုတစ်ကိုပြောနေပြီးတကယ်လို့သွေးကောင်းဝင်လုပ်ပြီးကာဝယ်ပေးမယ်ဆိုရင်တော့ကိုဘွားကိုတွေးချဆိုပြီးအိုတစ်ကိုဝင်းလီကောင်ကပြောကပြန်သွားပါတယ်။အိုတစ်လည်းတခါမှဝင်းမလီတွေနဲ့မြင်ဆိုင်ခဲ့ဘူးတာကြောင့်ကြောက်နေခဲ့ပြီးသူ့ကိုယ်သူလည်းအဖေပြစ်သူလောက်မတမ်းပါဘူးလို့ထင်သွားပါတယ်။ဒီလိုနဲ့မနေ့ကျတော့ကြက်ချန်တွေကကြက်6ကောင်အပြင်ကြက်ပေါက်လေးမဒီကိုပါဝင်းမလီတွေကဖက်ခေါ်သွားတာကိုအိုတစ်ကတီးလိုက်ရပြီးညဘက်လာမယ်လို့ပြောခဲ့တဲ့ဝင်းမလီရဲ့စကားကသူ့ကိုလှည့်သားခဲ့တာမှအိုတစ်ကသဘောပေါက်သွားကဒေါသထွက်သွားပါတယ်။အိုတစ်လည်းသူ့ဖေမရှိတော့တဲ့အချိန်မှာဒီစပက်ကြီးနဲ့လိမ့်ဆန်တွေအားလုံးကိုသူကာဝယ်ရမယ်ဆိုတဲ့အတီပြန်ရသွားကတတ်တီတွေပြက်ရှိသွားပြီးဝင်းမလီတွေကိုရင်ဆိုင်ဖို့အတွက်တယောက်တည်းထွက်သွားပါတယ်။အိုတစ်လည်းနေရာတစ်ခုဝေးတစ်ခုကိုဖြတ်ကျော်ကနောက်ဆုံးမှာတော့ဝင်းမလီရှိတဲ့နေရာစီရောက်သွားပါတယ်။အိုတစ်ကထွက်နေတဲ့ဒေါသကိုခွန်အားဖြည့်ပြန်ပြောင်းကဝင်းမလီတွေကိုစတင်ပြီးချပါတယ်။ဝင်းမလီတကောင်ပြီးတကောင်ကိုလည်းအိုတစ်ကတီးထုတ်နေပေမဲ့ဝင်းမလီတွေကအင်အားများနေပြီးနောက်ဆုံးအများနဲ့တယောက်မျိုးအိုတစ်လည်းမှောက်သွားပါတယ်။ဒါမဲ့အိုတစ်ကအရှုံးမပေးပဲပြန်ထလာပြီးဆက်ချဖို့ပြင်ပါတယ်။အဲ့ကျသူ့ပေါ်တာတွေကအိုတစ်ကိုကူညီဖို့ရောက်လာတာကိုအိုတစ်ကမြင်လိုက်ရပြီးဂျီပစီနွား3ကောင်ကလည်းကားကြီးစီးကရောက်ချလာပါတယ်။ဂျီပစီနွားတွေကလည်းဝင်းပလီတွေကိုစော်ဘလော်တီးကြပြီးအိုတစ်ရဲ့ပေါ်တာတွေကလည်းဝင်းပလီတွေကိုစော်ဘလော်ထပ်တီးကြပါတယ်။လက်ကျန်ဝင်းပလီတွေကိုလည်းအိုတစ်ကတီးထုတ်နေတဲ့အချိန်နောက်ကနေဝင်းပလီခေါင်းဆောင်ကအိုတစ်ကိုချောင်းမြောင်းလုပ်ကြံဖို့လုပ်ပါတယ်။ဒါကိုကျမကမြင်လိုက်ရကအကျဲကြီးတွန်းလိုက်ကအိုတစ်ကိုလှမ်းတတိပေးလိုက်တော့အိုတစ်ကလည်းဝင်းပလီကိုဖမ်းလိုက်နိုင်ပါတယ်။အိုတစ်လည်းဝင်းပလီကိုဘတော်မှပြန်မလာနဲ့ဆိုပြီးပြောလိုက်ကဝင်းပလီကိုကောက်ရက်တယ်လို့ရိုက်ချက်လိုက်ပြီးတော့ရှင်းထုတ်လိုက်ပါတယ်။ကြားဝင်းပလီတွေလည်းထွက်ပြီးသွားပြီမလို့တိုက်ပွဲမှာအိုတစ်တို့ကအနိုင်ရသွားခဲ့ပါတယ်။
အဲ့လိုနဲ့အိုတစ်တို့လည်းအောင်ပွဲနဲ့အတူစပက်ကြီးကိုပြန်လာရင်လမ်းမှာတော့ဒေစီကလေးမွေးနေပြီဆိုတာကိုအိုတစ်ကတီးလိုက်ရပြီးအိုတစ်ကဒေစီကလေးမွေးနေတဲ့ချိန်ဒေစီနာမှာသူရှိနေနေတာကြောင့်စပက်ကြီးကိုအမြန်ရောက်ဖို့လိုအပ်တာမလို့တခုခုကိုအကြံထုတ်ပါတယ်။ပုံဆိုင်ထဲမှာရက်တောက်နေတဲ့ဘိုက်ကားတွေရဲ့ဆိုင်ကယ်တွေကိုအိုတစ်တို့ကခိုးလိုက်ပြီးအားလုံးဆိုင်ကယ်တွေကိုစီးကဘိုက်ကားတွေအထာခံပြီးအထာကြကြပဲစပက်ကြီးကိုအမြန်ပြန်ကြပါတယ်။အိုတစ်တို့စပက်ကြီးကိုအရောက်မှာတော့ဒေစီကမမွေးသေးတာမလို့အိုတစ်လည်းအချိန်မီခဲ့ကဒေစီကတော့ကလေးမွေးဖို့တဲ့ဝင်းမလေးတွေကိုတွားတက်ခဲ့တဲ့အိုတစ်ကိုပိုစိတ်ပူနေခဲ့ပါတယ်။ကြာခင်မှာပဲဒေစီလည်းသူမနဲ့ဆင်တူတဲ့နွားပေါက်လေးကိုမွေးဖွားခဲ့ပါတယ်။အိုတစ်ကတော့နွားပေါက်လေးကိုကြည့်ကအရန်ကြီးချစ်နေခဲ့ပြီးအဲ့ချိန်အိုတစ်ကဆုံးမိကက်တစ်ခုကိုပက်ပက်သားသားချခဲ့ပါတယ်။အိုတစ်ဆုံးဖြတ်လိုက်တာကတော့သူအသက်ရှင်နေသေးတဲ့တပတ်ကြီးမှာရှိတဲ့လိမ့်ဆန်တွေအားလုံးကိုဘသူကမှအနည်းငယ်မပေးစေရဘူးဆိုတာပဲဖြစ်ကအဲ့ဒါကိုလည်းကျန်တဲ့လိမ့်ဆန်တွေအားလုံးကိုအိုတစ်ကပြောခဲ့ရင်ဒီစကားလေးလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတော့တယ်ခင်ဗျာ။